မင်္ဂလာပါခင်ဗျာကျွန်တော်တို့အခုပြသပေးမှာတော့ Smart Restaurant POS System ရဲ့လှုပ်ဆောင်ချက်အသစ်ဖြစ်တဲ့ tax တွေ service တွေဖြုတ်တာလေးကိုပြသပေးမှာဖြစ်ပါတယ်မပြသခင်မှာဒီ tax setting service setting လေးတွေကမှန်ကန်မှုရှိမရှိဖွင့်ထားလားအရင်ဆုံးစစ်ဆေးပါမယ်ခင်ဗျာဟုတ်ကဲ့ setting လေးတွေမှန်တယ်ဆိုရင်ကျွန်တော်တို့ရောင်းချရလေးပြသပါပြီဟင်းပွဲလေးမှာပါပြီခင်ဗျာပြီးတဲ့အခါငွေရှင်းပါမယ်ခင်ဗျာငွေရှင်းတဲ့အခါ11500လေးကတော့ tax နဲ့ service အပါလေးပဲဖြစ်ပါတယ်အဲ့ဒါလေးကိုကျွန်တော်တို့အခွန်ဖြုတ်ချင်တယ်ဆိုရင်ဒီ tax လေးကို off လိုက်ပါခင်ဗျာ service ဖြုတ်ချင်တယ်ဆိုရင် service လေးကို on လိုက်ပါခင်ဗျာတကယ်လို့ tax ကိုပဲလိုချင်တယ်ဆိုရင် tax ကိုပဲ on လို့ရပါတယ်တကယ်လို့ service ကိုပဲလိုချင်တယ်ဆိုရင်လည်း service ကိုပဲ on လို့ရပါတယ်ခင်ဗျာမိမိတို့လိုရှိသလို setting လေးဝယ်ရှင်းတဲ့အခါမှာပေါ့နော် tax service ပါခြင်းမပါခြင်း setting လေးလှုပ်ဆောင်ပြီးတဲ့အခါမှာဒီနားကနေ on off လေးလုပ်ပြီးတဲ့အခါမှာ finish လေးကိုနှိပ်လို့ရပါပြီခင်ဗျာကျေးဇူးတင်ပါတယ်ခင်ဗျာ